ကဲဘော်ဒါတွေကျွန်တော်စူးစီးပိုင်လေးပြမယ်ရနော်ခဏခဏလေးကျွန်တော်ဖိုင်လေးတင်ရတာများလို့တခါတည်းပဲကျွန်တော်စူးစီးပေါင်းပိုင်လေးပြမှာကျွန်တော်ဒီ3ညထိတ်ခွန်ထိတ်နဲ့ထိတ်လို့ထောင်ခဲ့ရင်ကျွန်တော်တို့ဒီ3ညခွန်နဲ့လို့ထိတ်ထောင်ခဲ့တဲ့ဒီတူဆောင်မှာတဲတဲ့ခွန်လေးတုံးကသူ့ရဲ့ဖေးတိုက်1နှစ်2နှစ်3နှစ်မြောက်ထဲမှာဝေးပြီးသွားကြပြီခဲ့အဲ့ဒီထဲမှာကျွန်တော်တို့4ထိတ်3ချက်ကလိုက်ထောင်တာ4ထိတ်4လုံးလိုက်ထောင်တာပေါ့နော်ထောင်ခဲ့တဲ့ပထမလုံး4ထိတ်ရဲ့40ခွန်အခွာသည်သူ့ဝေးမှာအတွဲပြိုက်ပြုတ်တာပေါ့နော်တနည်းအားဖြင့်ပြောမှဆိုဒီ4ထိတ်4လုံးထောင်ထပ်ဆုံးကဏ္ဍ4ထိတ်ရဲ့ကဏ္ဍသည်သူ့ဝေးမှာ1ချိန်ပေါ့နော်အဲ့မှာအခွာ40ခွန်က40ခွန်နဲ့ပဲအလုံးလုံးသွားတာလားပေါ့နော်ဒါတော့ပထမကက်လေးပေါ့နော်အဲ့ကြဘော်ဒါရီဒုတိယရောက်ကလေးကျွန်တော်တို့သွားမယ်ဆိုဒီမှာ3ညခွန်နဲ့လို့ထိတ်က4000မြန်ရော3ညခွန်နဲ့လို့ထိတ်ထောင်တဲ့ဇောင်းကကျွန်တော်တို့290လေးရသူ့ရဲ့ဘေးတိုက်1နှစ်2နှစ်3နှစ်မြောက်ထဲမှာဝေးသီးဖြစ်နေလိုက်ပြီးတော့သူကပေါက်ပေးခဲ့တာနော်အဲ့လိုပေါက်ပေးတဲ့နှစ်ထဲမှာကျွန်တော်တို့ကပထမက4ထိတ်3လုံး4လုံးထောင်လို့ဒီမှာ5ထိတ်4လုံးထောင်တာပေါ့နော်ထိတ်4လုံးထောင်တာဒီဆိုင်နဲ့ထောင်တာဗျာနော်ထိတ်4လုံးထောင်ခဲ့လို့မို့ဒီ5ထိတ်4လုံးထောင်ထားတဲ့ပထမဆုံး5ထိတ်ရဲ့ဒီ50ခွန်ဒီကနောက်ပိုင်းမှာရှင်ရက်မှာ1ချိန်သွားပြုတ်ပေးတာပေါ့နော်တတိယဖြစ်ပြောမှဆိုရင်9ခွန်က1ချိန်ပေါ့နော်ဒါမဲ့50ခွန်အခွာကတွဲပြုတ်ပေးတာပေါ့နော်အဲ့ဒါကတတိယဒုတိယကလေးပဲနော်ကျွန်တော်တတိယကလေးသွားကြဆိုကျွန်တော်တတိယရောက်ကလေးဒီမှာ3ညခွန်နဲ့လို့ထိတ်ပြန်နော်3ညခွန်နဲ့လို့ထိတ်ခဲ့တဲ့ဒီစောင်းကခွန်ရှိ90ကဏ္ဍလေးကသူ့ရဲ့ပေးတဲ့1နှစ်2နှစ်3နှစ်မြောက်ထဲမှာဝေကနဖြစ်နေကျွန်တော်မနေ့ကပြခဲ့ဘူးလေနော်သူအလုံးလုံးသွားရမယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ကထိတ်ထောင်4ချက်3 4လုံးထောင်သွားခဲ့တာပေါ့နော်ဒီမှာ3 4လုံးထိတ်ထောင်သွားခဲ့လို့ကျွန်တော်တို့ကဒီ38အခွာလေးကကျွန်တော်အခုရောက်က8ချိန်လေးမှာအတွဲပြုတ်ချင်တာပေါ့နော်တနည်းအားဖြင့်ပြောမှဆို388 1ချိန်ပေါ့နော်388 1ချိန်မှာတနည်းအားဖြင့်ဒီ3လေးကအပါဝင်ချင်းရမယ်ဆိုဒီ38က388ကအပူးဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီ38ကပဲခွာ1ချိန်ပဲယူပေါ့နော်ဒါ3ပါတဲ့1ချိန်ဆိုတော့38အတွဲပြုတ်လေးပေါ့နော်ဒါကတော့ခုရောက်ကရဲ့တတိယအချိန်လေးပေါ့နော်အဲဒီကျတော့တကယ်ချင်းနေတာဒီ8ချိန်မှာနော်ဒီ8ချိန်မှာငွေချင်းနေတာဟိုဟာ38တွဲလေးပေါ့နော်ဒါနှစ်သက်ရကပ်ပြီးတော့ကစားလိုက်ကြပေါ့နော်ဒါ38တွဲလေးပေါ့နော်ကြာရကပ်လိုက်ပေါ့နော်ကဲကျွန်တော်နောက်တစ်မူလေးပြမယ်ရနော်ကဲကျွန်တော်မစင်ညာမှာရောမွေးသီးလာတာတောင်းတဲ့ကိုတွေဒါကျွန်တော်မွေးသီးတစ်ခါတည်းဒီဖိုင်လေးတွေမှာကြည့်ကျွန်တော်ဒါ YouTube မှာလည်းပြထားတယ် Facebook ထဲမှာလည်းပြထားတာရှိတယ်နော်ကျွန်တော်နောက်ထပ်အထပ်ပြီးတော့ကျွန်တော်တက်လွတ်လာတော့ကျွန်တော်မစင်ညာမှာလာတော့လည်းကျွန်တော်ပေးမှာမဟုတ်ဘူးเนาะဘာလို့လဲကျွန်တော်ဖွဲ့ဝင်နေမို့ကျွန်တော်ပြပေးမှာမဟုတ်ဘူးเนาะဒါကျွန်တော် public မှာချပြတာပဲကြည့်เนาะမစင်ညာမှာလာတော့လည်းကျွန်တော်ပေးမှာမဟုတ်ဘူးဒါကျွန်တော်ပြတဲ့ဟာကိုပဲကြည့်ပြီးတော့ကစားကြပါเนาะဒါကျွန်တော်ပြရပါရဲ့เนาะနေ့မှာတစ်ခါနဲ့ပရိငါလို့စော့တာအဲ့နေ့ကျွန်တော်တို့တစ်ခါပရိငါစော့နောက်နေ့နေ့မှာခွန်ခါလို့ကြနောက်နေ့3ချက်မှကျမှခွန်ပါတော့ခွန်ပရိလို့စော့ခင်ထိတ်3လုံးက4အလဲ3လုံးက1ပိတ်3လုံးက10အဲ့410ဒီနောက်နေ့မှာမွေးသီးကြမယ်လို့ကျွန်တော်ပြောတယ်ဒါပထမကအဲ့နေ့ထဲမှာကျွန်တော်တို့လိုက်ကနန်းမှာကျွန်တော်ဖော်ပေးထားရနော်ခါနှလုံးပေါင်းချင်းခွန်ကထိတ်ထိတ်နှလုံးပေါင်းနဲ့6ကခပိတ်နှလုံးပေါင်းနဲ့10က10ပိတ်လို့ကျွန်တော်ပြောတယ်ဒါလေးကိုပဲလိုက်ပြီးကစားပေးခဲ့ပါနော်အောင်မြင်ခဲ့မလို့အဆက်တွေရှိတယ်ဒါအောင်မြင်ခဲ့မှကျွန်တော်ပြမယ်နော်အဲ့ဒါကပထမကဘော်ဒါဒုတိယရောက်ကလေးသွားကြသူမက်တခါနဲ့ပရိငါလို့ဆိုတာနောက်နေ့2ဦးမှာခွန်ခနောက်နေ့3ချိန်မှာခွန်ပါတော့ခွန်ပရိလို့အောင်ခဲ့ထိတ်3လုံးကခွန်အလဲ3လုံးက10အပိတ်3လုံးကခွန်ဒီခွန်10ခွန်စကနာဒီနောက်နေ့မှာမွေးသီးတေချာပေါ့ကြပေးတာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်လိုက်ကနန်းပါမယ်ခါနှလုံး9ကထိတ်နှလုံး3ညကခါအပိတ်နှလုံး3ညအပိတ်အပူးမသေးကြောက်ဆိုဒီမှာခါနှလုံး9ကထိတ်နှလုံး9ကခါအပိတ်နှလုံး3ညလိုက်ကနန်းမှာပေးတာနော်တတိယရောက်ကဒီမှာနေဦးမှာတစ်ခါနဲ့ပရိငါသူ့ဘေးမှာခွန်ခါနေဦးမှာနောက်နေ့3ချိန်မှာခွန်ပါခွန်မရိတ်မနေ့က3ခွန်အောင်ခဲ့တယ်ထိတ်3လုံးကခွန်အလဲ3လုံးပေါင်းလေးအပိတ်3လုံးပေါင်း6ဒီခွန်လေး6ဆိုတဲ့အားလေးကဒီ2026မှာမွေးသီးဗျာနော်ဒါနှစ်သက်တဲ့ကိုတွေကိုတော့အားလိုက်ပြီးတော့ထိုးပေါ့နော်မနှစ်သက်တဲ့ကိုတွေတော့မမွေးနဲ့ပေါ့နော်ဒါနှစ်သက်တဲ့ကိုပဲခိုင်းတာပေါ့နော်ဒါ2026ကြာရင်ဒါမွေးခိုင်းတာအားရဒီနေ့ထဲမှာကျွန်တော်တို့လိုက်ကနန်းရှိတယ်ဒီချိန်မှာဆိုရင်ခါနှလုံး2ကထိတ်ပေါ့နော်ခါနှလုံး2ကထိတ်ပေါ့အထိတ်နှလုံး1ကခါပေါ့အပိတ်နှလုံး6ကအပိတ်ဒီဘွဲမှာလိုက်ကနန်းထိုး2 6ပတ်လဲနော်ဒါ2 6တက်ကပြန်ကြရှိလို့နော်ဒီကနန်းလေးတွေလိုက်ပြီးတော့ကင်ထိုးမယ်ဆိုထိုးလို့ရတယ်ဗျာနော်လိုက်ကြတဲ့ဘော်ဒါတွေဒီဘွဲမှာဆိုရင်ကျွန်တော်ပြောတယ်ခါနှလုံးပေါင်းတဲ့2က
ထိတ်နော်ထိတ်နှလုံးပေါင်းတဲ့တက်ကခါအပိနှလုံးပေါင်းတဲ့6နှစ်တစ်6ပေါ့နော်တနည်းအားဖြင့်တဲရတော့နှစ်တစ်6ပို့ထုတ်ပေါ့နော်အဲကြတော့ကျွန်တော်ဒီနှစ်တစ်6ဖြစ်နိုင်တဲ့လားလာလေးရှိတယ်နော်ဒီချိန်မှာ9ချိန်မှာထွက်တဲ့ကဏ္ဍဘာကြီးထွက်တော့ကျွန်တော်ပြန်ကြတော့ထုတ်ထားတာပေါ့နော်နှစ်တစ်6ကြီးက9ချိန်မှာထွက်တဲ့6တဲ့နှစ်ကြီးထွက်သွားပြီနော်အဲဒီကဏ္ဍကကျွန်တော်ပြန်ကြကြိုက်တဲ့ကဏ္ဍပေါ့နော်ဒီနှစ်ထဲမှာကျွန်တော်ပြန်ကြကြိုက်ဆုံးကဏ္ဍကိုပြောမှဆိုရင်တော့6တဲ့နှစ်ကိုပြန်ကြကြိုက်ဆုံးမယ်ပေါ့နော်ဒါကျွန်တော်တီရင်းပြောပြတာဒီ site လေးကိုတော့ကျွန်တော်အသေးသေးဝင်ပြီးတော့ကျွန်တော်ပြပေးဦးမယ်ရနော်ကဲအဲ့ကြဒီ216ဆိုကဏ္ဍဒီချိန်မှာကျွန်တော်တို့ကြနိုင်တယ်လားရှိတာပေါ့နော်ကျွန်တော်ပြမယ်နော်အဲ့ကြတော့ကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြ439ဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့တပင်2ပင်3ပင်ပေးမှာဒီလိုလေးတက်ပို့တာ439ရဲ့တပွဲကျော်သူ439ရဲ့ဆောင်းဒီပရိ15 8နဲ့5ပေါ့နော်သူဘေးမှာပရိ3သူဘေးမှာခွန်တယ်လေးလို့ပေါက်တာဒီခွန်တယ်လေးပေါက်လိုက်တဲ့ဆောင်း1နှစ်2နှစ်3နှစ်4နှစ်သွားရင်ဒီ261ဆိုတဲ့ကဏ္ဍကစားပြီးထားတာပေါ့နော်ဒါကတော့ပထမကတ်လေးပေါ့နော်အဲကြတော့ဘော်ဒါဒုတိယရောက်ကတ်လေးကိုတွားကြသူဗျာနော်ဒုတိယရောက်ကတ်လေးကကြတော့သူကဘယ်လိုလဲဆိုကျွန်တော်ဒုတိယရောက်ကလေးကကျွန်တော်ဒီမှာဗျာနော်ဒီခွန်65ဆိုတဲ့ကဏ္ဍလေးကတပင်2ပင်3ပင်ပေးမှာတက်ပြီးတော့ဒါအလုံးလုံးသွားတာပေါ့နော်သူရဲ့ဆောင်းဒီ8နဲ့5ပဲပေါ့နော်သူဘေးမှာဗရိတ်3ပဲပေါ့နော်သူဘေးမှာ4တက်ခွန်ပဲပေါ့နော်4တက်ခွန်ရဲ့ဆောင်းကိုကျွန်တော်တို့1နှစ်2နှစ်3နှစ်4နှစ်သွားရင်ဒီနေရာမှာဒီ2တက်6ဆိုတဲ့ပတ်လည်လေးကဒါကျွန်တော်လိုက်ကဏ္ဍရာဆိုရင်တော့2တက်6ကတေဝသည်ပေါ့နော်ဒါပေမဲ့တနည်းအားဖြင့်တဲ့ရာလေးပေါ့နော်ဒီအချိန်မှာအောင်သွားနိုင်တဲ့လာရှိတာပေါ့နော်ကျွန်တော်ပထမကလေးပြန်ပြမယ်ရနော်439ဆိုတဲ့ကဏ္ဍလေးကတပင်2ပင်3ပင်မှာပို့လိုက်တာသူ့ရဲ့ဇောင်းဒီ8နဲ့5သူ့ဘေးမှာပရိတ်3သူ့ဘေးမှာခွန်တယ်လေးရဲ့ဇောင်း1နှစ်2နှစ်3နှစ်4နှစ်မြောက်သွားရင်2 6တက်ပတ်လေးကစားပေးထားတာပေါ့နော်ဒါပထမကဒုတိယရောက်ကလေးမှာခွန်65ဆိုတဲ့ကဏ္ဍလေးကတပင်2ပင်3ပင်မှာကစားပေးတာအဲ့လိုကစားပြီးသူ့ရဲ့ဇောင်းဒီ2 5 8သူ့ဘေးမှာပရိတ်3သူ့ဘေးမှာ4တက်ခွန်4တက်ခွန်ဇောင်း1နှစ်2နှစ်3နှစ်4နှစ်သွားတော့ဒီချိန်မှာကျွန်တော်တို့ဒီ2တက်6ဆိုတဲ့ကဏ္ဍလေးပေါ့နော်ကျွန်တော်ခုနကပြခဲ့တဲ့ like ကဏ္ဍလေးပေါ့နော်မွေးသီးရဆိုရင်တော့ခွန်လေး6အာပေါ့နော်တန်းနိုင်တဲ့ကိုတွေတော့အာမွေးပေါ့နော်မတန်းနိုင်ဘူးဆိုရင်တော့တကွက်ထဲမွေးခြင်းခွန်6လေးမွေးပေါ့နော်ဒါလည်းကျွန်တော်လည်းရေးရတော့ရှင်းမပြတတ်တော့ဘူးနော်အဲ့ဆိုင်လေးကမနစ်ကလည်းအများကြီးပဲပေးတာအရင်ထက်တွေလည်းပေးခဲ့တယ်ဒီနေ့လည်းကျွန်တော်ယုံကြည်ထားတာအဲ့ဆိုင်လေးပေါ့နော်ကဲအဲ့ကြဘော်ဒါတွေကျွန်တော်မနစ်က356ဆိုတဲ့ဒီချိန်တစ်ချိန်ပဲကျွန်တော်ပြန်ချထုတ်ကစားခဲ့တာအတီလင်းအောင်ခဲ့တာနော်ဒီချိန်မှာပဲ356ကျွန်တော်ပြန်ချမှပြန်ချထုတ်ခဲ့တဲ့356အောင်မြင်သွားခဲ့တယ်နော်ကြွားမပြောတတ်ဘူးဗျာနော်ပတ်လည်းမထိုးလို့များများမရလိုက်ဘူးနော်ငါးဘိန်းနှစ်ကွက်နဲ့ထုတ်ပြလိုက်တာမှန်ပါမှာရောနော်လုံးတော့တာ9ခါနဲ့လုံးတော့အဲ့ဒီအောက်မှာကျတော့6ထိပ်မှာ6ထိပ်လို့ပြတယ်ပရိတ်6မှာပရိတ်6ပြတာ6လေးတွဲပြလို့6လေး6ရတယ်အောက်ချိန်မှာ6ထိပ်3ချက်တက်တေချာပေါက်ထောင်မှာမို့6ခွန်8 9 8ခွန်ရလိုက်သေးတယ်နော်ကဲဒီ site လေးပဲကျွန်တော်ထပ်ပြမှာနော်ဒီ356ဘာလို့ပြန်ကြခဲ့ရလဲမနေ့ကအဲ့ site လေးရဲ့ site ကို6နှစ်တက်ကပြန်ကြတဲ့မှာကျွန်တော်အကြိုက်ဆုံး site ပဲနော်ကဲပြမယ်ဗျာနော်ကျွန်တော်ဒီ2ဦးမှာခွန်ခါလို့စော်တာ2ဦးခွန်ခါလို့စော်ရင်သူကထိတ်ထောင်3ချက်4လို့ဖြစ်တာအဲ့4ခွေတာတွေကျွန်တော်မပြတော့ဘူးနော်2ဦးမှာခွန်လို့ခါတယ်ထိတ်3လုံးက14လို့ရိုက်တယ်ရိုက်ခဲ့တော့အဲ့နှစ်ထဲမှာခွန်ခါနှစ်ထဲမှာကျွန်တော်တို့ကခွန်နောက်ထိုင်တစ်ထိုင်ကိုလိုက်ကြည့်လိုက်မယ်ဒီမှာခွန်နောက်ထိုင်တွေ့ပြီအဲ့ခွန်နောက်ထိုင်အောက်ကခါလုံးရင်အောက်ကထိတ်လုံးရင်ကတုံးလို့ဇောင်းထိုးသွားလို့အဲ့သူ့ရဲ့ဇောင်းကပေါက်တဲ့ခွန်နဲ့6ကသူကပြန်ကြမှာပြန်ကြဆော့ခဲ့တာနော်ဒေတာဘောက်ပြန်ကြဆော့တာအဲ့ဒါကကျွန်တော်အမြင်ဆိုကျွန်တော်ထပ်ပြီးတော့ပြထားခဲ့ဦးမယ်သူပြန်ကြက6ခွန်နဲ့ကပြန်ကြဆော့ခဲ့လို့မို့အဲ့6ခွန်နဲ့ရဲ့ထက်ရဲ့အောက်ရဲ့6ခွန်နဲ့ရဲ့ထိတ်3လုံးက8အလဲ3လုံးက3အပိတ်3လုံးက9အဲ့8 3 5ပတ်လေကနောက်နှစ်မှာမွေးပြီးပေးတာလားနော်အဲ့ရပထမကတ်ဗျာနော်အဲ့ရတခါတည်းပဲကျွန်တော်ပြခဲ့လိုက်မှာခွန်ခါကြောင့်မို့ခွန်နောက်ထိုင်ဒီလို3လို့ဇောင်းထုတ်လို့အဲ့ဒီဇောင်းကခွန်နဲ့6ကပြန်ကြဆော့ခဲ့တာအဲ့ပြန်ကြဆော့တဲ့အထက်ကနန်းပြန်ကြကနန်းအောက်ကနန်းရဲ့ပေါင်းထားခဲ့တဲ့ကနန်း853ကနောက်နဲ့မွေးပြီးပေးတာအဲ့ကြကျွန်တော်တို့ခွန်ခါကြောင့်ခွန်လို့ပိတ်ဇောင်း3လုံး3ထိုးလို့လူဇောင်းကကနန်းဒီပြန်ကြဆော့ခဲ့တဲ့နှစ်ထဲကခွန်တစ်လုံးခွန်နှလုံးခွန်3လုံးခွန်4လုံးခွန်5လုံးခွန်6လုံးခွန်နှလုံးပြည့်ခဲ့တဲ့ကနန်းရဲ့ဘေးက840ဟာပြန်ကြကနန်းကြရဲ့တဲ့ကြတာဗျာနော်ဒါပထမကကတော့တဲ့ပြန်ကြတာနော်ကဲပြန်ပြမယ်နော်ခွန်ခါတဲ့ခွန်ပိတ်တဲ့ဇောင်း3လုံး3ထိုးတဲ့သူဇောင်းကကနန်းခွန်နဲ့6ကပြန်ကြဆော့တယ်အဲ့ဒီနှစ်ထဲမှာခွန်တစ်လုံးခွန်နှလုံးခွန်3လုံးခွန်4လုံးခွန်5လုံးခွန်6လုံးခွန်နှလုံးပြည့်တာနဲ့သူ့ဘေးမှာထွက်တဲ့
ရှစ်လေးတွေကပြန်ကြားဆော့တာတဲ့ပဲဆိုတာနော်ပထမကတ်ကအဲ့ကြဘော်ဒါဒုတိယကတ်သွားမယ်ဒုတိယရောက်ကလည်းအကွာဝဲတူတူပဲခွန်ခါနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်သွားရင်ဒီမှာခွန်ခါပဲအဲ့ခွန်ခါကိုထိတ်တောင်သုံးလို့73ဖြစ်တာအဲ့73ခွေရတယ်ပေါ်တယ်မနေ့ကကျွန်တော်356မှာပြန်ကြအော်ဒီကို388ပေးခဲ့တယ်မူပေါ့နော်388မလုပ်ဘူးနော်ရန်ကနန်း356ကလောက်သွားရတာခွန်ခါကိုထိတ်တောင်သုံးလို့73ထောင်လို့ဒီခွန်ခါနှစ်ထဲကကျွန်တော်တို့ခွန်နောက်ထိုင်လေးလိုက်ရှာလိုက်ပေါ့နော်ဒီမှာခွန်နောက်ထိုင်အဲ့ခွန်နောက်ထိုင်ဒီသုံးလုံးက3လို့စောင်းထုတ်လို့သူ့ရဲ့စောင်းက635ဆိုတဲ့ကနန်းလေးကပြန်ကြမှာပြန်ကြဗျာနော်သူကပြန်ကြမဟုတ်ရင်မကစားဘူးဗျာနော်ပြန်ကြတယ်နော်အဲ့လို395ပြန်ကြခဲ့မယ်ဆိုရင်သူကအဲ့ဒီခွန်ခါကြောင့်မို့ခွန်နောက်ဆိုင်စောင်း3လုံး3ထုတ်လို့သူ့စောင်းက635က395ကပြန်ကြခဲ့လို့395ရဲ့အထက်ကကနန်းကိုကြည့်မယ်ဆို2020ရဲ့နှစ်ကုန်ကနန်း6နှစ်8ဆိုတဲ့ကနန်းလေးကကျွန်တော်ဒီအထက်လေးမှာတင်ပေးလိုက်ပေါ့နော်6နှစ်8လေးအဲ့တော့6နှစ်8ကထိတ်ရဲ့395ကထိတ်ရဲ့33များခွန်ကထိတ်ရဲ့ဆိုတော့ဒါခုနကပြန်ကြတဲ့395ကိုပြပေးနေနော်မွေးဒီတစ်ကွက်ဖော်ပေးထားရတာဒီ395ကထက်ကနန်းရဲ့395နဲ့အောက်ကနန်းရဲ့ထိတ်3လုံးက2လဲ3လုံးက1အပိတ်3လုံးက10အဲ့နဲ့10စီဒီ395ကခွန်ပိတ်ဇောင်း3လုံး3ဇောင်းထိုးလိုက်ပြန်ကြလို့အဲ့မှာ635ရဲ့အထက်ရဲ့အောက်ရဲ့ပေါင်းထားရတဲ့ကနန်း3များတဲ့နှစ်ကနောက်နှစ်မွေးဒီပေးတာနော်ကဲအဲ့ကြကျွန်တော်တို့ခွန်လိုခါတယ်ခွန်လုံးပိတ်တယ်ဇောင်း3လုံး3ထိုးတယ်သူ့ရဲ့ဇောင်းကကနန်းကပြန်ကြားဆော့ခဲ့တာသူ့ထက်ကနန်းရဲ့အောက်ကနန်းရဲ့သူကနန်းရဲ့ပေါင်းရဲ့ကနန်းကနောက်နှစ်မွေးဒီပေးမှာပေါ့နော်ပထမကလည်းအဲ့ဒီတိုင်းပဲခွန်လိုခါတယ်ခွန်လုံးပိတ်တယ်ဇောင်း3လုံး3ထိုးတယ်သူဇောင်းက6ခွန်လက်ကပြန်ကြားဆော့ခဲ့တာအဲ့ဆော့တဲ့ကနန်းအထက်ကနန်းရဲ့သူ့ရဲ့အောက်ရဲ့ပေါင်းခဲ့တဲ့ထိတ်3လုံး8အလဲ3လုံး3ပိတ်ကငါအဲ့ကနန်းနောက်နှစ်မွေးဒီ83ပေးတာဒုတိယယောက်ကလည်းခွန်လိုခါတယ်ခွန်လုံးပိတ်တယ်ဒီလို3ထိုးတယ်သူဇောင်းက935ကပြန်ကြပေးလို့သူ့ရဲ့ထက်ကကနန်းနှစ်ကုန်ကနန်းကိုရင်6နဲ့8ပေါ့နော်6နဲ့8ကိုအပေါ်တင်6နဲ့8ကထိတ်ရဒီထိတ်ရဒီထိတ်ရထိတ်3လုံးနဲ့လဲ3လုံးတက်ပိတ်က3ည230ဒီနောက်တစ်နှစ်မွေးပြီးပေးတာနော်အဲ့ကြကျွန်တော်တို့ဒီခွန်လိုခါတယ်ခွန်လုံးပိတ်တဲ့ဇောင်း3လုံး3ထိုးတယ်သူဇောင်းကကနန်းပြန်ကြားဆော့တယ်အဲ့ဒီထဲမှာကျွန်တော်ခွန်1လုံးခွန်2လုံးခွန်3လုံးခွန်4လုံးခွန်5လုံးခွန်6လုံးခွန်9လုံးပြည့်ခဲ့လို့ခွန်9လုံးဘေးမှာထွက်ခဲ့တဲ့196ကသူကပြန်ကြားဆော့ပေးခဲ့ရတာဒီဟာလဲသူကဒဲပဲဆော့တာနော်ဒုတိယကလည်းဒဲပဲဆော့တာအဲ့ကြဘော်ဒါရီတတိယရောက်ကလေးကျွန်တော်တို့သွားကြလို့ဗျာနော်တတိယရောက်ကလေးကကျွန်တော်တို့ဒီခွန်ခါလေး1နှစ်2နှစ်3နှစ်4နှစ်သွားရင်ဒီမှာခွန်ခါပဲနော်ပထမခွန်ခါကလည်းဒီမှာနော်1နှစ်2နှစ်3နှစ်4နှစ်သွားရင်ခွန်ခါ1နှစ်2နှစ်3နှစ်4နှစ်သွားရင်ခွန်ခါဒီခွန်ခါကိုထိတ်ထောင်3လုံး7နှစ်ရိုက်တာဒီခွန်ခါကြောင့်အဲ့နှစ်ထဲမှာကျွန်တော်တို့ကတခုကြီးသောခွန်နောက်ထိုင်ကိုလိုက်ကြည့်လိုက်ရင်သူကဒီခွန်နောက်ထိုင်ကလည်းကျွန်တော်ပေါက်ထည့်ခဲ့တယ်ကနန်းမယ်နော်ခွန်နောက်ထိုင်ကသူကဗရိတ်ကြီးရိုက်ပေးခဲ့ရတာနော်20ကျော်ဗရိတ်ကစားပေးတာပေါ့နော်ခွန်နောက်ထိုင်ကနေမှဗရိတ်ကြီးကစားပေးရတာပေါ့နော်ရိုးရှင်းပါလေဒီခွန်နောက်ထိုင်ကိုဇောင်း3လုံး3တော့ထိုးတာဒီခွန်ပိတ်ကလည်းတစ်နှစ်လုံးမှာဒီတပိတ်တဲ့ပိတ်တာဇောင်း3လုံး3ထိုးခဲ့တော့ဒီချိန်မှာလည်းကျွန်တော်အောင်မြင်ခဲ့တာပဲ6ထိန်းနဲ့အဲ့လိုဇောင်း3လုံး3ထိုးခဲ့လို့သူ့ရဲ့ဇောင်းကကနန်းဒီကျွန်တော်တို့ကပြန်ချမွရင်ထိုးစရာကြောင်းတစ်ချောင်းမှမရှိဘူးမနေ့ကကြွားပြောတာမဟုတ်ဘူးเนาะကျွန်တော်ပတ်ပက်လက်မှာလည်းပြတာအဖွဲထဲမှာလည်းကျွန်တော်ပြခဲ့တယ်ဒါပေမဲ့ကျွန်တော်အော်ဒီမှာ388ထုတ်တာလေသွားတာမဟုတ်ဘူး388ကိုမအောင်သွားဘူးเนาะဒီ963ကိုအောင်သွားခဲ့တာဒါပေမဲ့9ဘိန်းနဲ့ပဲကျွန်တော်ကပြလိုက်တာเนาะဒီချိန်မှာအော်ဒီမှာ9ဘိန်းနဲ့ပဲကျွန်တော်ကပြပေးလိုက်တာเนาะထိုးခြင်း9ဘိန်းနဲ့ကွက်ပဲထိုးဆိုလွယ်သွားတာပေါ့เนาะအဲကြတော့ကျွန်တော်တို့ဒီ356ကပြန်ကြခဲ့လို့ဒီ356ရဲ့အထက်ကနန်းရဲ့356ရဲ့အောက်ရဲ့ပေါ့เนาะထိတ်3လုံးကကိုအလဲ3လုံးကဒုံပိတ်နော်ဒုံပိတ်3လုံးကလေဒီ634ဆိုတဲ့အာလေးရလဲဒါနှစ်သက်လို့ရှင်2020နဲ့6ကြရင်မွေးလိုက်ဗျာနော်မစင်ကြမှာလာတောင်းနေတဲ့ကိုတွေဒါပတ်ပလစ်မှာရောဝင်ကြည့်လိုက်ကျွန်တော်ပတ်ပလစ်ဖွင့်ပေးထားတာအစတော့ကျွန်တော် Facebook မှာပတ်ပလစ်မပြဘူးခဏနေပဲပြတာနော်ခုမှကျွန်တော်ရင်ဘက်ကမှပတ်ပလစ်ဖွင့်ပေးထားတာပထမကျွန်တော်မနစ်ကတည်းပြထားတငယ်ချင်းပဲပြတာကဲအဲ့ကြကျွန်တော်တို့ခွန်လိုခါတယ်ခွန်လုံးပိတ်တယ်ဇောင်း3လုံး3ထိုးခဲ့လို့သူဇောင်းက356ကဒီ356ကပြန်ကြခဲ့လို့သူ့ထက်ရဲ့သူ့ရဲ့အောက်ရဲ့ပေါင်းနဲ့934အားက2020နဲ့6ထဲမွေးရမှာအဲ့ဒါကျွန်တော်တို့ခွန်လိုခါတယ်ခွန်လုံးပိတ်တယ်ဇောင်း3လုံး3ထိုးတယ်အဲ့နဲ့နောက်နေ့မှာကျွန်တော်ခွန်1လုံးခွန်2လုံးခွန်3လုံးခွန်4လုံးခွန်5လုံးခွန်6လုံးခွန်9လုံးကဒီနေရာမှာပြည့်လို့သူ့ဘေးမှာထွက်တဲ့ဟောဒီကနန်းကပြန်ကြဗျာနော်ဒါကျွန်တော်ပြန်ကြတဲ့မှာဆိုဒီနှစ်ထက်ကပြန်ကြကြီးတပြန်ကြဒါကြိုက်တာနော်ကဲဒီပြန်ကြကြိုက်တယ်နော်ဒီပြန်ကြကိုပို့ကြိုက်တယ်နော်နောက်ထပ်ပြန်ကြဆိုရင်ကျွန်တော်6ခွန်နဲ့ရှိတယ်6ခွန်ကတော့ကျွန်တော်ရောင်းထားတဲ့ site ထဲရမို့ကျွန်တော် site ပြလို့မရဘူးနော်ကဲပြန်ကြရှိလို့ကျွန်တော်ပြောတဲ့ like ကနန်းရဆိုရင်ပြန်ကြနေရောထပ်နေပြီကြာနော်ကဲ
ဒါကြိုက်နှစ်တဲ့တော့ထိုးထည့်လိုက်ပေါ့ဗျာနော်မကြိုက်ရင်လည်းမထိုးနဲ့ပေါ့ဗျာနော်ဒါကြိုက်တဲ့ကိုတွေကထိုးလို့ရတယ်မကြိုက်တဲ့ကိုတွေကကြော်သွားနော်ကြိုက်ရင်ထိုးလို့ရတယ်မကြိုက်ရင်ကြော်သွားဗျာနော်ကဲဒီဖိုင်လေးကတော့ဒီလောက်ပဲဗျာနော်ကိုတွေ